လုတ်ခင်မှာစာကြိုထုတ်မယ်မလုတ်ခင်မှာဝန်နေပေးမယ်မလုတ်ခင်မှာနိုင်ငံတကာသတင်းမီဒီယာများကိုသတင်းစာရှင်းလင်းပွဲလုပ်မယ်မလုတ်ခင်မှာနိုင်ငံတကာသတင်းမီဒီယာများကိုနိုင်ငံတော်စင်သတင်းစာရှင်းပွဲလုပ်ပြီးအဲ့ဒါကိုထုတ်ပြန်ကြေညာမယ်ပြီးတော့နိုင်ငံတကာမှာဒီသတင်းကိုပွားထနေအောင်အရင်ပေးလုပ်မယ်အဲ့တော့နိုင်ငံတကာကတုတ်ပြန်မှုကိုစောင့်ကြည့်အားလုံးပဲမင်္ဂလာပါ SS ဂျန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတဲ့ SS ဂျန်နယ်ဟာဆိုလို့ရှိရင်နေ့စဉ်နေ့တိုင်းလူတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းသူသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ချစ်ရရင်စခက်လို့လည်းမမေ့ပါနဲ့လို့တောင်းဆိုချင်ပါတယ်မယ်ပြီးမှကျွန်တော်တို့ကလှုပ်သိမ်းမလှုပ်သိမ်းကို action plan ကိုစမယ်ပြောချင်တာကနိုင်ငံတကာသတင်းမီဒီယာကနေတဆင့်ကျွန်တော်တို့ကဒီဥစ္စာပြစ်ထည့်လိုက်မှာပြစ်ထည့်လိုက်တဲ့ခါကျရင်ဘလို့လို့တုတ်ပြန်မလဲနှစ်ဖက်ညင်းပွားကြမှာပဲနိုင်ငံတကာမီဒီယာဘက်မှာလည်းသတင်းတောက်တွေကညင်းပွားမှာပဲအခုပြောသလိုပဲလှုပ်သိမ်းလားမလှုပ်သိမ်းဘူးလားဘာအကျိုးရှိလဲမကျိုးဘူးလဲအဲ့တော့နှစ်ဖက်လုံးကညင်းပွားကြတဲ့ခါကျမှဆိုရင်ပြောချင်တာကအခုပြည်ကဘာကအာယုံစိုက်နေတဲ့အချိန်မှာကျွန်တော်တို့ကပြစ်ထည့်မှာကဘာကြီးကိုပြစ်ထည့်လိုက်မှာဒါပေမဲ့ကျွန်တော်တို့ကတိုင်းသားကောင်းဆောင်တွေပေါ့နော် C3C တို့ဘာတို့ကအစသတင်းစာရှင်းလင်းပွဲလုပ်ပြီးဒီကိစ္စကိုထုတ်ပြောလိုက်မှာတော့ကျွန်တော်ကမုံတိုင်း area ပေါ့မန္တလေးစကိုင်းနေပြီးတော့ဒီသုံးနေရာကိုကျွန်တော်တို့ကသူတို့ဝန်နေထုတ်မယ်အဲ့တော့အဲ့ဒီလိုမျိုးကျွန်တော်တို့ကနိုင်ငံတကာကိုပြစ်ထည့်လိုက်မယ်ဗျာအဲ့တော့ဟုတ်တယ်ငါတို့ဘက်ကဒီမြန်မာနိုင်ငံပြည်တွင်းစစ်ဖြစ်နေတာတစ်ကမ္ဘာလုံးသိတယ်မြန်မာနိုင်ငံမှာမြို့သားညီညွတ်ရေးအစိုးရနဲ့ဒီတန်တာတော်လိုင်းတပ်ဖွဲ့တွေကတိုင်းပြည်ရဲ့သုံးပုံတစ်ပုံကိုထိန်းသိမ်းထားပြီးဆိုတော့တစ်ကမ္ဘာလုံးသိတယ်အဲ့တော့အဲ့လိုအနေထားမှာသူတို့ထိန်းသိမ်းထားတဲ့နေရာပေါ့စစ်ကောင်စီကထိန်းသိမ်းထားတဲ့အဓိကအမှန်ကန်နေပြည်မှာအခုငလင်ပေးကြီးဖြစ်တယ်ကယ်ဆယ်ရေးတွေမပြေမဝင်ဘူးကောင်းကောင်းလုပ်ဘူးပြီးတော့ဘုံတွေကျဲနေတယ်ဒါကြောင့်မြို့သားညီညွတ်အစိုးရကတိမခံနိုင်တော့ဘူးနိုင်ငံတကာကနေလာပြီးအကူအညီပေးလို့ရအောင်သူတို့ကိုအပြစ်ခက်ရက်စဲခိုင်းနေအပြစ်ခက်မရက်စဲဘူးဆိုရင်တော့သူတို့ကိုဒါအင်အားသုံးပြီးရေးယူရမယ်အဲ့ဒီအတွက်နှစ်ပတ်အချိန်ပေးတယ်အဲ့ဒါမျိုးမြို့သားညီညွတ်အစိုးရကသူတို့ကိုဝင်ရောက်ရေးယူပြီးရင်ဒီမြို့သားညီညွတ်ရေးရောက်ထိန်းချုပ်လာမယ်ဒေသတွေကိုနိုင်ငံတကာကိုလာရောက်ကဲတင်ဝင်ပေးမယ်ပြန်လည်တည်ဆောက်ရေးလောက်ခွင့်ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ကပြစ်ထည့်လိုက်မယ်သတင်းနိုင်ငံတကာကိုသတင်းစာရှင်းလင်းပွဲပြစ်ထည့်လိုက်မယ်ထိုင်းဆိုရအစာတွေပို့မယ်ဗျာတရုတ်ဆိုရအိန္ဒိယဆိုရရုရှားဆိုရအကုန်လုံးမြို့သားညွှန်ရေးဆိုရဒေါ်စင်မအောင်တို့ကစာတွေပို့ပြီးတော့ပြစ်ထည့်လိုက်မယ်အဲ့ဒါဆိုရင်တို့ဘက်ကတုတ်ပြန်မလဲစောက်ကြည့်တော့ကိုယ့်ဘက်ကလည်းအစင်းသေးပြင်ထားမယ်အဲ့တော့အကြောင်းပြချက်ကအခုနေပြည်တော်မှာဖြစ်နေတယ်ဝန်ထမ်းအိမ်ယာပြိုကျတယ်မြေထားတဲ့အိမ်တိုင်းကဘယ်သူမှကယ်ဆယ်ရေးမလာဘူးပြည်သူတွေဒုက္ခရောက်နေတယ်နော်မန္တလေးမှာလမ်းမှာပြည်သူတွေအိမ်နေရတယ်ဘာကယ်ဆယ်ရေးမှမလာဘူးဘာပြန်လဲထူထောင်ကြီးမှအခုထိမရှိဘူးအဲ့ဒါမျိုးကျွန်တော်တို့လုံးမယ်ဆိုရင် yes or no or a ဆိုတာက abstain ပေါ့ဂျာနေပေါ့ဘယ်သူဘက်မှမဲမပေးဘူးပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့လိုနိုင်ငံတကာမီဒီယာစီဝန်နေထုတ်ပြီးပြောထားတာဖြစ်တယ်ဘယ်သူမှကျွန်တော်တို့အပြစ်ပြောလို့မရဘူးလေအဲ့သမ္မတထရန့်ရဲ့ idea ပဲသမ္မတထရန့်ရဲ့ idea ပဲသမ္မတထရန့်အဲ့ဒါမျိုးနဲ့အခုပူတင်တို့ဘာလို့ပြစ်ထည့်နေတယ်ကျကျနာလက်ရအယူဝါဒအဲ့ဒါလက်ရတွေလမားတွေရဲ့ကစားပုံကစားနည်းပဲအဲ့တော့ yes or no တို့ဒီမို abstain ဆိုတာကြားနေတာပေါ့ဗျာတယောက်ကမဖြစ်နိုင်ဘူးပြောပါတယ်
ဟုတ်တယ်ထိခိုက်တဲ့ပြည်သူတွေကိုပြောမှာလေပြည်သူတွေကိုကယ်တင်ဖို့အတွက်သူတို့မကယ်တင်ငါတို့ကိုကယ်တင်မယ်အဲ့တော့မင်းတို့အချိန်ပေးတယ်လက်နဲ့ချနိုင်ငံတကာကိုပြည်သူတွေကိုဝင်ရောက်ခွင့်ပေးမပေးဘူးလားငါတို့မင်းတို့လာပြီးတော့ဖယ်ရှားမယ်အင်အားသုံးရေးယူမယ်မေကွန်းကကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ဒီတိုင်းသားလက်နက်ကင်တွေကစစ်ကောင်စီကိုစားထုတ်ပြီးတော့ဝန်နေထုတ်မယ်မင်းတို့အပြစ်ခက်ရက်စဲပါဒုက္ခရောက်နေတဲ့ဒီငလင်တန်းပြည်သူတွေကိုနိုင်ငံတကာအကူအညီတွေဝင်ရောက်ခွင့်ပေးပါပြန်လည်ထူထောင်ရေးတွေလုပ်ပေးပါပြည်သူတွေကိုစောက်ရှောက်ပါမင်းတို့ကိုနှစ်ပတ်အချိန်ပေးတယ်တစ်ပတ်အချိန်ပေးလို့မင်းတို့မလုပ်ဘူးဆိုရင်ငါတို့ဒီအင်အားသုံးပြီးတော့မင်းတို့ကိုစစ်ရေးရဝင်ရောက်ရေးယူပြီးဖယ်ရှားမယ်ပြီးရင်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုနိုင်ငံတကာကနေဒါရိုက်အကူအညီလာပေးလို့ရအောင်ငါတို့ထိတ်ချုပ်ထားတဲ့နေမြေတွေမှာခွင့်ပြုမယ်ဆိုပြီးတော့ဝန်နေထုတ်မယ်အဲ့ဒါကိုနိုင်ငံတကာမီဒီယာတွေကိုသတင်းစာရှင်းလင်းပွဲလုပ်ပြီးဒီကမ္ဘာလုံးကိုစာထုတ်ပေးလိုက်မယ်အဲ့ဒီ idea ကောင်းမကောင်း yes or no ပြောချင်တာကကျွန်တော်တို့ထိန်းချုပ်လိုက်ပြီးအင်အားသုံးပြီးအရေးယူလိုက်ပြီးစစ်ပြန်တိုက်ပြီးဆိုရင်ကျွန်တော်တို့ထိန်းချုပ်တဲ့စကိုင်းကိုကျွန်တော်တို့ထိန်းချုပ်လိုက်ပြီးဆိုရင်ကဘာကစကိုင်းကိုဓာတ်လိုက်လူကျွန်တော်တို့ကြားမခံဘူးတပြားမှလည်းမယူဘူးပြည်သူစကိုင်းပြည်သူဓာတ်လိုက်ပြီးတော့မန္တလေးပြည်သူကိုဓာတ်လိုက်ပြီးနေပြည်တော်ကပြည်သူကိုဓာတ်လိုက်ပြီးကျွန်တော်တို့ကြားတဲ့တပြားမှမယူဘူးဥပမာအစ္စလာမစ်နိုင်ငံတွေကပလီတွေလာဆောက်ပေးခြင်းကျွန်တော်ဓာတ်လိုက်ပြီးဆောက်တယ်ဥပမာဗုဒ္ဓဘာသာနိုင်ငံတွေကဘုန်းကျောင်းတွေပြန်လာပြီးဆောက်ရင်ကျွန်တော်ဓာတ်လိုက်ပြီးဆောက်မယ်ခရစ်ယာန်နိုင်ငံတွေကခရစ်ယာန်ကျောင်းတွေပြန်ပြီးဆောင်ဝင်ထားလိုက်ပြီးဆောင်မယ်ကျွန်တော်ဂါဇာမှာလို့တို့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရကလုံးဝကြားတဲ့တပြားမှမယူဘူးအဲ့ဒီအတွက်စစ်ကောင်စီကိုကျွန်တော်တို့ကခွင့်တောင်းမယ်ခွင့်ပြုချက်ပေးတောင်းမယ်စစ်ကောင်စီကခွင့်မပြုဘူးဆိုရင်ကျွန်တော်တို့အင်အားသုံးပြီးအရေးယူမယ်စစ်ပြန်တိုင်းမယ်အဲ့လိုမျိုးထုတ်ပြန်မယ်ဆိုရင်ရောပြောချင်တာကကျွန်တော်တို့ဝင်တိုက်ဖို့အင်အားရှိမရှိဆိုတာတဲ့ကျွန်တော်တို့ဝင်တိုက်ရင်ကျွန်တော်တို့ဘက်ကအပြစ်ဖြစ်သွားမယ်ကဘာကြီးကဝေဖန်ခံရမယ်ဆိုတာကိုကျွန်တော်တို့ကတခါတည်းကာလိုက်တာလीပြီးတော့ပြည်သူကိုကာကွယ်မယ်ပြည်သူအစိုးရကပြည်သူတွေကိုကူညီခြင်းနဲ့ကဘာနိုင်ငံများကဒါရိုက်အကူအညီရအောင်ကျွန်တော်တို့ကလမ်းဖွင့်ပေးလိုက်တာလीyes or no အဲ့ဒီကျွန်တော်ပြောတဲ့ idea ကိုလက်ခံပါသလား yes လက်မခံပါဘူး no ဂျားနေပါတယ် a ဆိုတာက abstain ပေါ့လက်မခံဘူးဂျားနေပေါ့မဲလေးပြီးပါအဲ့တော့အများစုကထောက်ခံတယ်ဆိုရင်ကျွန်တော်တို့ဒီအဆိုကိုအမျိုးသားညီညွတ်ရေးအစိုးရကိုကျွန်တော်တို့ကထိုင်ဝမ်ကျွန်တော်တို့ရဲ့ meeting ကနေပြီးတော့တင်ပြလိုက်မယ်တော့တူပါသလားအခုအများစုကဒီအဆိုကိုထောက်ခံတယ်ဒီ idea ကိုထောက်ခံတယ်ဆိုရင်ကျွန်တော်တို့ရဲ့ live ကနေပြီးတော့ကျွန်တော်တို့ရဲ့ညီကိုများ A group ညီကိုများကအမျိုးသားညီညွတ်ရေးအစိုးရကိုအကြံဉာဏ်တကောင်းအခုအနေနဲ့တင်ပြရမယ်အဲ့တော့တေချာစဉ်းစားပြီးမှထောက်ခံပါမေကွန်းကထပ်ပြောပါမယ်မေကွန်းကအခုကျွန်တော်တို့ပြည်သူတွေစစ်တိုက်နေတဲ့စစ်ကောင်စီအမြန်ဆုံးအပြစ်ခတ်ရက်စဲပါနှိမ့်ချက်ဒုက္ခရောက်နေတဲ့ငလင်တန်းဒေသမှာပြည်သူတွေကိုနိုင်ငံတကာအကူအညီများဒါရိုက်လာခွင့်ပေးပါအဲ့လိုမှမလုပ်ဘူးဆိုရင်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လိုင်းတပ်ဖွဲ့များကအင်အားသုံးပြီးအရေးယူမယ်အရေးယူပြီးတော့ကျွန်တော်တို့ထိန်းချုပ်ထားတဲ့ကျွန်တော်တို့ပြန်လဲထိန်းချုပ်မယ်ဒီငလင်ဒေသတွေကို
နိုင်ငံတကာအကူအညီများကိုဓာတ်ရိုက်ဝင်ရောက်ခွင့်ပေးမယ်ဓာတ်ရိုက်လှူဒန်းခွင့်ပေးမယ်ဓာတ်ရိုက်လမ်းဖွင့်ပေးမယ်ဆိုတဲ့အဆိုအဲ့ဒါကိုတစ်ကမ္ဘာလုံးကိုလူသားညွေအစိုးရကဥဆောင်ပြီးသတင်းစာရှင်းလင်းပွဲလုပ်ပြီးသတင်းစကားပေးလိုက်မယ်အဲ့ဒီ idea ကိုသဘောတူပါသလားသဘောတူတယ်မတူဘူးတေချာစဉ်းစားပြီးမှဖြေပါနော်သဘောတူပါသလားသဘောမတူပါဘူးသူတို့မျိုးကြားနေပါတယ်အကယ်၍အများစုကသဘောတူတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ idea ကိုအမျိုးသားညီညွတ်ရေးအစိုးရအားကျွန်တော်တို့ကတိုက်တွန်းကြောင်း idea တစ်ခုအနေနဲ့တင်ပြလိုက်မယ်တင်ပြမှာပေါ့ပြောချင်တာကသူတို့ကိုကျွန်တော်တို့ကစိတ်ရင်းနဲ့အရေးယူတော့မယ်ဗျာပြောချင်တာငလင်တန်ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကလူသားချင်းမစာမနာနဲ့စစ်တိုက်တာမဟုတ်ဘူးကျွန်တော်တို့ပြည်သူတွေကိုသူတို့ဘက်ကမကူညီတဲ့အတွက်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုမကူညီတဲ့ပြင်ဘုံတွေကျဲနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူတို့ကိုတိုက်တွန်းလိုက်ပြီးတောင်းဆိုလိုက်တာသူတို့မလုပ်တော့ဘူးဆိုရင်ကျွန်တော်တို့အင်အားသုံးပြီးအေးအေးယူတော့မယ်ပြောချင်တာစစ်ပြန်တိုက်တယ်တိုက်ပြီးလို့ကျွန်တော်တို့အင်းနယ်မြေတွေကိုစကိုင်းတို့မန္တလေးတို့ကိုထိန်းချုပ်ပြီးတာနဲ့နိုင်ငံတကာရဲ့အကူအညီအားလုံးကိုဒါရိုက်မြေပြင်ကိုဝင်ခွင့်ပေးမယ်ကျွန်တော်တို့ထိန်းချုပ်ထားတဲ့တော်လိုင်းတပ်ဖွဲ့တွေကဂျားတွေကနေတပြားမှမယူအဲ့တော့အဲ့ဒီ idea အကြံဉာဏ်ကိုသဘောတူပါသလားကန့်ကွက်ပါသလားကျွန်တော်မကမှာသဘောတူပါသလားကန့်ကွက်ပါသလားဂျားနေမဲပေးပါသလားအများစုကသဘောတူတယ်ဆိုရင်ဒါဒီကျွန်တော်တို့ရဲ့ထိုင်ဝမ်ရဲ့အကြံဉာဏ်ကောင်းတစ်ခုအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုကျွန်တော်တို့ကတိုက်တွန်းပါတယ်အကြံဉာဏ်ပေးပါတယ်ကျွန်တော်တို့ရဲ့ရွေချက်သည်ပြည်သူကိုကာကွယ်ဖို့ဖြစ်တယ်။ငလင်တန်ခံရတဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့ပြည်သူတွေပြန်လည်ထူထောင်ရေးလုပ်မဲ့ပြည်သူတွေအားလုံးဒီနိုင်ငံတကာကနေဓာတ်ရိုက်ကူညီမှရတော့မှာ။အဲ့ဒါကိုဒီစစ်ကောင်စီကမတိကျကြအောင်ဆောင်ပြီးကိုကျိုးအတွက်ပဲစစ်ရေးတွေလုပ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီစစ်ကောင်စီကိုဝန်နေထုတ်မယ်ပြီးရင်ကျွန်တော်တို့အင်အားသုံးပြီးအရေးယူတော့မယ်။အဲ့တော့ဒီထိုင်ဝမ်ရဲ့ဥစ္စာကိုသဘောတူတယ်ဆိုရင်ဟိုကြည့်နေကြတော့ညီကိုများ yes လုပ်ပေးပါသဘောမတူဘူးဆိုရင် no လုပ်ပါကျွန်တော်ဒါဘာမှမစိတ်ဘူးဆိုပါဘူးတို့တိမဟုတ်ဘူးဆိုရင်ဂျားနေမယ်လည်းပေးလို့ရပါတယ်ဘာလို့ဒီပြန်လဲထူထောင်ရေးအားကကျွန်တော်တို့စစ်ကောင်စီရဲ့အနေထားနဲ့ပြည်တွင်းအင်အားနဲ့ဘယ်လိုမှတိဆောက်လို့မရပါဘူးဂျားနေပါကျေးဇူးတင်ပါတယ်ဂျားနေတယောက်ဂျားနေလဲရပါတယ်နိုးလဲလုပ်လို့ရပါတယ်အများစုကသဘောတူတယ်ဆိုရင်မြို့သားညီညွတ်ရေးအစိုးရနဲ့တော်လန်ကြီးကိုမများအားလုံးကောင်းဆောင်များအားလုံးကိုကျွန်တော်တို့ထိုင်ဝမ်ကနေအကြံဉာဏ်ပေးပါတယ်တောင်းဆိုပါတယ်တင်ပြပါတယ်ဒေါ်စင်မအောင်ပါဝင်မြို့သားညီညွတ်ရေးအစိုးရကနိုင်ငံတကာတန်ယုံများနိုင်ငံတကာအစိုးရများကိုစာပေးသားပေးပို့ပြီးတော့ဒီတောင်းဆိုချက်ကိုတောင်းဆိုမယ်ဝန်နေပေးမယ်တင်ပြမယ်သတင်းစာရှင်းလင်းပွဲလုပ်မယ်